တကြားစားတာကို14ရက်လောက်ရလိုက်ရင်မင်းရဲ့ခန္ဓာကိုယ်မှာဘာတွေထက်လာမလဲတီးလားမင်းထင်ထားတာတဲ့ပိုပြီးအန်အော့ဖို့ကောင်းတယ်နော်ဟိုင်ကိုကတကြားပါမင်းရဲ့ရီးစားဟုံးထက်ငါ့ကိုထားခဲ့ရတာပိုခက်တယ်ဆိုတာငါသိပါတယ်တကြားမစားတဲ့ပထမဆုံးနေ့မှာတော့မင်းငါ့ကိုအယမ်းလုံးပြီးစိတ်တူနေလိမ့်မယ်မင်းရဲ့ဘဝကြီးကိုတော့မုန်းတီးနေလိမ့်မယ်ဒါပေမဲ့ခဏလေးစောင့်ကြည့်လိုက်ပါ6ရက်မြောက်နေ့မှာတော့တခုခုထူးခြားလာလိမ့်မယ်မင်းရဲ့ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုတွေရော့ချလာပြီးမျက်နှာဖိုးရောင်တာတွေပျောက်သွားလိမ့်မယ်မင်းရဲ့ရုပ်ရည်ကပိုပြီးချီလင်းအေးချမ်းလာတာကိုမြင်ရမှာပါ9ရက်မြောက်နေ့မှာတော့မွန်းလဲပိုင်းရောက်တိုင်းထိုင်းမိုင်းပင်ပန်းတာမျိုးမရှိတော့ဘူးအစားအသောက်တွေရဲ့သဘာဝအရသာကိုပိုပြီးခံစားလာလိမ့်မယ်12ရက်မြောက်မှာတော့အသားရည်ကတိတိတတ်တာကြီးလင်းလာပြီးစိတ်ကြည်လင်းလန်းဆန်းမှုကိုခံစားရမှာပါနှစ်ပတ်ပြည့်တဲ့နေ့မှာတော့လူကပေါ့ပါသွားပြီးအဲ့လူလည်းပို့ကောင်းလာမယ်အရေးကြီးဆုံးကတော့မင်းကကိုလုံးဝမလိုအပ်တော့ဘူးဆိုတာပဲမင်းရောဒီတရားပြတ်ခြင်းခီးစဉ်ကိုစတင်မှုအစီအစဉ်ရှိလားစတင်တော့မယ်ဆိုရင် comment မှာ sugar လို့ရေးရပေးပါဦးနော်